ညာတိုင်းတန်းကောင်ရန်ရောက်ပြီဆိုတာနဲ့အဖေအိပ်ပျော်သွားတဲ့အခါအမေကအရန်ဆွဲဆောင်မှုရှိတဲ့အဝတ်စားတွေဝတ်ပြီးအပြင်ကိုတိတ်တဆိတ်ခိုးထွက်သွားတတ်တယ်ဆိုတာကိုကောင်မလေးကသိသွားခဲ့တယ်သူကသူ့အဖေအရင်ရဲ့ကလေးမဟုတ်ပဲအမေနဲ့ဒနာရီတဲ့ကတောင်ဆောင်နဲ့ကြီးလို့ရခဲ့တဲ့ကလေးဖြစ်တယ်လို့ရွာသားတွေပြောလို့ရှိကြတာကိုလည်းကောင်မလေးကမှတ်မိနေသေးတယ်သူ့အမေကတောင်ဆောင်နဲ့ကြီးနဲ့သွားတွေ့ဖို့ညာတိုင်းအပြင်ထွက်နေတာပေါ့လေသိကျင်စိတ်တွေပြင်းပြလာတဲ့ကောင်မလေးကလည်းတောင်ဆောင်နဲ့ကြီးတကယ်တမ်းဘလို့ရုပ်ထွက်မျိုးလဲဆိုတာကိုမြင်ကျင်သွားတယ်ဒါပေမဲ့သိမကြခင်မှာပဲသူ့အမေမိလက်ကောင်တဲကိုရှောက်သွားနေတာကိုသူမြင်လိုက်ရပါတော့တယ်ခဏနေတော့နောက်ထပ်ခြေထောက်တစ်စုံရေထဲဆင်းလာတယ်တောင်ဆောင်နဲ့ကြီးဘလို့ရုပ်လဲဆိုတာတီချာကြီးဟိုးလုတ်တုံမှာပဲအဖေရောက်လာပြီးညခန်းကောင်အိမ်မြာပဲဘာလုပ်နေတာလဲဆိုပြီးစူပူကရိုက်တောင်ရိုက်သေးတယ်ပြီးတော့အင်ကိုဆွဲခေါ်သွားတော့တာပဲသူမြင်နေတာတွေကိုအဖေကိုပြောပြပြီးမြဲအဖေကအစတည်းကတိနေတဲ့ပုံစံနဲ့သူ့ကိုပြင်းပြင်းထန်ထန်ထပ်ဆူပြန်တယ်သူအိတ်ဖို့တကားပိတ်နေတော့အမေကတကူလုံးရေတွေရွှဲပြီးအိမ်ပြန်ရောက်လာတယ်အဲ့ဒါနဲ့တကားဝနာတိတ်တိတ်လေးသွားကြည့်လိုက်တော့အမေကြောပြင်တစ်ခုလုံးမှာဖူးရောင်ညိုမဲနဲ့ဒဏ်ရာတွေကိုမြင်လိုက်ရလို့သူ့အယမ်းလန့်သွားခဲ့တယ်သူ့အမေကလည်းသူ့ကိုမြင်သွားပြီးဘာလို့မအိတ်သေးတာလဲလို့မေးတယ်ကောင်မလေးကအမေကိုဘောကဒဏ်ရာတွေကိုကြည့်ပြီးအဖေဒေါသထွက်ပြီးတောင်ဆောင်နဲ့ကြည့်လို့မျိုးအမေကိုညှိုက်တာလားလို့မေးလိုက်တယ်အမေကဘာမှပြန်မဖြစ်ပဲအဖေမနိုးအောင်တိတ်တိတ်နေပေါ်ပဲပြောတယ်ဒါပေမဲ့အဖေနိုးနေပြီဆိုတာကိုတော့သူမသိခဲ့ဘူးအဖေကကန်လန်ကာကိုဆွဲပိတ်ပြီးထုံးစံအတိုင်းအမေကိုရက်ရက်ဆက်ဆက်ရိုက်လာပါတော့တယ်အဲ့ဒီနောက်ပိုင်းရက်တွေမှာလည်းကောင်မလေးအရွယ်ရောက်လူကြီးဖြစ်လာတဲ့အထိအမေကတောင်ဆောင်နဲ့ကြည့်မယ်တွေ့ဖို့ဆိုပြီးညတိုင်းအရင်လိုပဲဆက်ပြီးအတင်ထွက်ခဲ့တယ်ဒီညကသူ့ကောင်မေတောင်ဆောင်နဲ့ကြည့်နဲ့လက်ထက်ရမယ်နေဆိုတော့သူတို့မိသားစုတော့ကန်ကောင်းတော့မယ်လို့ရွာသားတွေကဝိုင်းပြောနေကြတယ်ကောင်မလေးကတော့တောင်ဆောင်နဲ့ဆိုတာကိုလုံးဝမယုံပဲရွာသားတွေအထီးပဲမရှိတာတွေရှော့ပြောနေတယ်လို့ပဲထင်တာပေါ့ဒါကူရွာသားတွေကမနေ့ညကနင့်အမေတောင်ဆောင်နဲ့ကွန်ထဲမှာတညလုံးအော်ဟစ်နေလို့စူညံလွန်းပြီးတကြွလုံးတောင်အဲ့လိုမရခဲ့ဘူးလို့ကောင်မလေးကိုပြောပြကြတယ်သူတို့ကိုမယုံဘူးဆိုရင်အိမ်ပြန်ပြီးအမေဖြစ်သူလမ်းလျှောက်တာထော်နှင်းဖိနေသလားမဖြစ်ဘူးလားဆိုတာတွားကြည့်လိုက်လို့လည်းပြောလိုက်သေးတယ်အဲ့ဒီအခါမှာကောင်မလေးကလည်းဒေါသတကြီးနဲ့သူ့လက်တွန်းလေးကိုတွန်းပြီးထွက်သွားပါတော့လေအိမ်ရောက်ချင်းပဲအမေကထော်နှင်းနဲ့ထွက်လာတာကိုသူမြင်လိုက်ရတယ်ဒါနဲ့ရွာသားကြီးပြောတာတွေမှန်နေမလားဆိုပြီးတန်တရားဝင်သွားတာပေါ့ဒါကြောင့်အမေတောင်ဆောင်နေကြီးနဲ့နောက်အိမ်တောင်ပြူတော့မှလားဆိုပြီးမေးလိုက်တော့အဖေကသူ့ကိုဝန်းစူပါလေရောမိဘနှစ်ပါးစလုံးအလုပ်လုပ်တာတခါမှမမြင်ဘူးပဲမဲ့အဖေမှာနေ့တိုင်းအရက်တောက်ဖို့ပတ်စံတွေအမြဲရှိနေတာကိုသူသတိထားမိသွားတော့ပိုးပြီးသိကျင်စိတ်ပြင်းလာတော့တယ်အမေကတော့ဒီလောကကြီးမှာတောင်ဆောင်နှက်ဆိုတာမရှိပါဘူးလို့ပြောပြီးရွာသားတွေရဲ့အတိတ်မရှိတဲ့စကားတွေကိုနားမယောင်ဘူးသူ့ကိုသတိပေးခဲ့ပါတယ်အမေထွက်သွားပြီးတဲ့နောက်အိမ်ထဲမှာအဖေဟာမဟုတ်တဲ့ဘောင်းဘီတစ်ထည်ရှိနေတာကိုသူသတိထားမိသွားတယ်အဲ့ဒါကိုမြင်တော့အမေကဘာစကားမှမပြောဘဲအဲ့ဒီဘောင်းဘီကိုချက်ချင်းလူယူသွားပြီးမီးရှို့ပစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲအဖေကအရက်တပလင်းကင်ပြီးပြန်ရောက်လာတယ်ပြီးတော့မင်္ဂလာပွဲစားတော့မယ်လို့ဝမ်းသာအားရပြောပြီးမြန်မြန်ပြင်ဆင်ဖို့သူ့မိန်းမကိုပြောပါတော့တယ်ကောင်မလေးကလည်းမင်္ဂလာပွဲဆိုတာဘာကိုပြောတာလဲလို့အဖေကိုမေးလိုက်ပေမဲ့အဖေကတော့ရေးရရရှင်းမပြခဲ့ဘူးမိဘတွေတခုခုဖုံးကွယ်ထားမှန်းသူသိနေတယ်အဲ့ဒီညကမျက်နှာဖုံးစစ်လူနေတဲ့အတူရွာသူကြီးရောက်လာလို့သူလည်းမအိပ်ပဲစောင့်ကြည့်နေခဲ့တယ်အမေမင်္ဂလာဝတ်ဆောင်ဝတ်ပြီးဝေါ်ရင်ပေါ်တက်သွားတဲ့အခါကျမှရွာသားတွေစကားမှန်လီမှန်သူသိလိုက်ရတယ်ဒါနဲ့တောင်ဆောင်နဲ့ကြီးဘလို့ရုပ်လဲသိရအောင်သူတို့နောက်ကိုတိတ်တိတ်လေးလှိုက်သွားပါတော့တယ်